အားလုံးပဲမင်္ဂလာပါခင်ဗျာ Store Join Channel လေးကနေကြိုဆိုပါရစေ Store Join Channel လေးမှာတော့ဝတ္ထုတိုဝတ္ထုရှည်ပုံမြင်တွေကာတွန်းစားရရတာစာပေများကိုဖတ်ပြပေးမှာဖြစ်ပါတယ်အပန်းဖြေချိန်မှာစိတ်ဝင်စားဖို့ကောင်းတဲ့ပုံမြင်လေးတွေဝတ္ထုတိုဝတ္ထုရှည်တွေကိုစိတ်လှုပ်ရှားစွာနဲ့နားဆင်နိုင်ပါပါ Store Join Channel လေးကိုကြိုက်နေတတ်တယ်ဆိုရင်တော့ like နှိပ်ပြီး subscribe လုပ်ထားရင်အနာဂတ်မှာပုံမြင်သစ်တွေဝတ္ထုတိုဝတ္ထုရှည်တွေကိုမမေ့ပဲနားဆင်နိုင်ပါပါစတင်မယ်နော်ယနေ့ဖတ်ပြသွားပြီးမယ်စာအုပ်ကလေးကတော့ဆရာတော်ဦးစောတိကရေးသားထားတဲ့လေးစားပါတယ်ဘဝတန်ဖိုးအထီးကျန်ဘဝမှာလွတ်မြောက်ခြင်းဆိုတဲ့စာအုပ်ကလေးကိုဖတ်ပြပေးမှာပဲဖြစ်ပါတယ်ခင်ဗျာလေးစားပါတယ်မနက်ပိုင်းအေးချမ်းနေတော့စိတ်ချမ်းသာကိုချမ်းသာရှိတော့အခုတလောခဏခဏစဉ်းစားမိတဲ့အကြောင်းအရာလေးတစ်ခုပြောမယ်အခုတလောစဉ်းစားနေတာဆိုလို့အခုမှစဉ်းစားတာမဟုတ်ဘူးဒီအကြောင်းအရာကိုစဉ်းစားတာတော်တော်ကြာပြီနှစ်ပေါင်းကိုတော်တော်ကြာပြီငယ်ငယ်ကလေးကစပြီးစဉ်းစားတာပဲငယ်ငယ်ကလေးကစပြီးစဉ်းစားခဲ့လို့တဖြည်းဖြည်းနဲ့ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးပိုပြီးသဘောပေါက်လာတာငယ်ငယ်ကလေးကနည်းနည်းသဘောပေါက်ခဲ့လို့ဘဝရဲ့ဥတီချက်တွေသဘောထားတွေမှန်ခဲ့တာအသက်ကြီးလာလေပိုပြီးနည်းနည်းသဘောပေါက်လာလေဖြစ်လာတယ်ပိုပြီးသဘောပေါက်လာတဲ့ဆိုတော့အကုန်လုံးသဘောပေါက်သွားပြီလို့တော့ပြောလို့မရဘူးဒီလိုအကြောင်းအရာကိုငယ်ငယ်ကလေးကသဘောပေါက်နိုင်ရင်ကိုယ့်ဘဝဟာပိုပြီးလေးနက်မယ်တန်ဖိုးရှိမယ်ဥတီချက်မှန်မယ်အင်မတန်အဖို့တန်တဲ့ဘဝအင်မတန်အဖို့တန်တဲ့အချိန်တွေအင်မတန်အဖို့တန်တဲ့ကိုယ့်ရဲ့စိတ်တဲ့အင်အားတွေခန္ဓာကိုယ်အင်အားတွေဟာဘာမှအရေးမကြီးတဲ့ကိစ္စတွေဘက်ကိုရောက်ပြီးတော့အကျိုးမရှိဘဲကုံသွားတာမျိုးမဖြစ်တော့ဘူးမြင့်မြတ်တဲ့ဘက်ကိုဥတီပြီးသွားနေရတာဟာပျော်စရာအကောင်းဆုံးကျဉ်းနှံ့စရာအကောင်းဆုံးပါဒီပျော်နီးဒီကျဉ်းနှံ့နီးကိုတည်တည်ချာချာခံစားလို့ရသွားရင်တခြားပျော်နီးကျဉ်းနှံ့နီးတွေဟာတော်တော်အပေါ်ယံဆန်းလာပါတယ်ဆိုတာသိရတယ်တကယ်လို့ကျင်တာပါလေပြောမယ့်အကြောင်းအရာကအချက်လက်တွေတော်တော်များတယ်တစ်ခုနဲ့တစ်ခုဆက်ဆက်မှုတွေလည်းများတယ်ဘယ်ကစပြောရရင်ကောင်းမလဲဆိုတော့လူတွေတကယ်လို့ကျင်တာဘာလဲဆိုတာကနေစပြောမယ်လူတွေတကယ်လို့ကျင်တာဘာလဲစိတ်ချမ်းသာမှုဟုတ်ပြီစိတ်ချမ်းသာမှုကိုလိုချင်တယ်ဘာပဲလို့စိတ်ချမ်းသာမှုရမယ်လို့ထင်လို့လုပ်တာဥပမာပတ်ဆက်ရှာတယ်ဘာဖြစ်လို့ပတ်ဆက်ရှာလဲဆိုတော့ပတ်ဆက်ရှိရင်စိတ်ချမ်းသာမယ်လို့ထင်လို့ပဲလေ TV တွေဗီဒီယိုတွေကြည့်တယ်ဘာကြောင့်ကြည့်နေရသလဲဆိုတော့ဒီလိုကြည့်နေရရင်စိတ်ချမ်းသာတယ်ထင်လို့ပဲစိတ်ချမ်းသာမယ်ထင်လို့တခြားလဲအမျိုးမျိုးလုပ်တယ်တချို့စိတ်ဆင်းရဲမှုကိုဖုံးကျင်လို့မေ့ထားခြင်းလို့လုပ်တယ်လူတွေနေ့စဉ်လုပ်နေတဲ့အလုပ်တွေကိုအခြေခံကြကြည့်ရင်သူတို့လိုချင်တဲ့စိတ်အခြေအနေလေးဖြစ်အောင်ဖန်တီးယူနေတာပဲဆိုတာတွေ့ရတယ်။မှုတစ်ခုဖန်တီးယူနေတယ်။ mental state တစ်ခုဖန်တီးယူနေတယ်။အမှန်တော့ကိုယ်တကယ်ပြန်ခံစားနေရတာကိုယ့်ရဲ့စိတ်အခြေအနေကိုယ့်ရဲ့မှုဖြစ်တယ်။ကြည်လင်အေးချမ်းတဲ့စိတ်ကိုလိုချင်လို့ကြည်လင်အေးချမ်းတဲ့စိတ်ကိုခံစားခြင်းလို့ကြည်လင်အေးချမ်းအောင်လုပ်တယ်။ပျော်ရွှင်မြူးထူးတဲ့စိတ်ကိုလိုချင်လို့ပျော်ရွှင်မြူးထူးစေတဲ့အကြောင်းအရာတွေကိုလုပ်တယ်။နောက်ဆုံးတကယ်လိုချင်တာဘာလဲဆိုတော့စိတ်အခြေအနေလေးပဲ။တကယ်တော့ကိုယ့်စိတ်ကိုခံစားတာပါ။ကိုယ်စိတ်ကိုရတာခံတာပါတကယ်လေးနဲ့စိတ်ချမ်းသာမှုကိုလိုချင်ရင်ကိုလေးစားသူဖြစ်အောင်နေဖို့လိုတယ်ကိုလေးစားတဲ့စိတ်ဟာချမ်းသာတဲ့စိတ်ဖြစ်တယ်ကိုမလေးစားနိုင်တဲ့သူဟာစိတ်မချမ်းသာနိုင်ဘူးစစ်မှန်တဲ့စိတ်ချမ်းသာမှုမျိုးကိုဘလို့မှမရနိုင်ဘူးနော်ကိုဘာကြောင့်မလေးစားနိုင်မလုံတင်တာတွေလုံမိလို့မလုံတင်တာတွေကိုလုံမိတဲ့အခါမှာငါမားသွားလိမ့်ခြင်းဆိုတဲ့နောင်တဖြစ်တယ်လူတွေမှာအမှားအမှန်ကိုခွဲခြားနိုင်မဲ့အသိဉာဏ်ရှိပါတယ်ကလေးတွေတောင်တော်တော်သိတယ်ဒါကြောင့်မလုံတင်တာတွေလုံမိတဲ့အခါမှာရှက်တယ်ကိုအထင်သေးသွားတယ်ကိုသူများတွေအထင်သေးမှလည်းတွေးပြီးရှက်တယ်ကြောက်တယ်အဲ့ဒါတော်တော်ခံရခက်တယ်အဲ့ဒီစိတ်ဆင်းရဲမှုကိုဒုက္ခပဲရှက်နေရတာကြောက်နေရတာကိုမလေးစားတော့တာဟာတော်တော်ကြီးတဲ့စိတ်ဒုက္ခဖြစ်နေတယ်ဒါကြောင့်အမှားနဲ့အောင်နေဖို့လိုတယ်ရှက်နေရတာကြောက်နေရတာနဲ့အောင်ကိုလှုပ်တာကြိုင်တာပြောတာဆိုတာတွေမှာအမှားနဲ့အောင်သတိနဲ့အနေနဲ့အလေးအကျင့်ကိုလေ့ကျင့်ပြီးအမြဲတမ်းကထားတင်တယ်မတော်တဆနင်းနေပါမှားတာကတော့လူတိုင်းနဲ့မကင်းပါဘူးသမင်တကာစေတနာဇိုးနဲ့လောက်တာမျိုးမဖြစ်ဖို့ကိုပဲအထူးတတိထားပြီးထိန်းသိမ်းဖို့အရေးကြီးတယ်ကိုလေးစားမှုကိုပြင်းပြင်းထန်ထန်ဖျက်ဆီးမဲ့ကိစ္စမျိုးဟာကြောက်စရာအကောင်းဆုံးဖြစ်တယ်စစ်မှန်တဲ့စိတ်ချမ်းသာမှုကိုလိုချင်ရင်ဘလို့ကိစ္စမျိုးတွေလုပ်မိတဲ့အခါမှာနောင်တရတာမျိုးရှက်သွားတာမျိုးဖြစ်တတ်တယ်လေသူများကိုထိခိုက်သွားတဲ့ကိစ္စမျိုးအဓိကဒါမျိုးဖြစ်တယ်နော်သူများပစ္စည်းခိုးတာသူများအကျိုးစီးပွားကြီးမားထိခိုက်သွားအောင်လိမ်လိုက်တာသူများရတဲ့နာကိုကဂျားကနေရအောင်လှည့်ယူလိုက်တာသူများသားများကိုပြမကျူးလွန်တာ
သူများဂုံတိတ်ခါကြအောင်မဟုတ်တရားပြောတာသူများအသက်ကိုတတ်တာတတ်ခိုင်းတာအဲ့ဒါမျိုးတွေလုပ်ပြီးတဲ့အခါရှက်ရတယ်နောင်တရတယ်အချင်းချင်းပြောရရင်တီလားပြတ်တာနော်တီလားပြတ်ရင်ကိုလေးစားမှုမရှိတော့ဘူးစေတနာဇိုးနဲ့လောက်တာတွေဟာအားလုံးဟာကိုယ်စိတ်ထားအောက်တန်းကျသွားစေတယ်ဒါကြောင့်နောင်တဥပံမှုဖြစ်ရတာရှက်ရတာမျိုးမဖြစ်အောင်ဆိုရင်စောင့်စည်းမှုရှိရမယ်တီလားကိုစောင့်ထိန်ရမယ်သူတစ်ပါးအသက်ကိုမတတ်ဘူးသူတစ်ပါးအသက်ကိုမတတ်ဘူးသူတစ်ပါးပစ္စည်းကိုမခိုးဘူးလိမ့်လေလဲပြားပြီးမယူဘူးသူတစ်ပါးတာမယာကိုမပြစ်မှာဘူးလိန်ညာပြီးမပြောဘူးမဟုတ်မမှန်တဲ့အယူအဆတွေအတွေးခေါ်တွေကိုမပြောဘူးအရက်တို့မူရစ်စေးစားတဲ့ထိုင်းပိုင်းစီတဲ့ဈေးတွေကိုမသုံးဘူးစောင့်စည်းတယ်ထိမ့်သိမ့်နေဆိုရင်နောင်တပူမှန်မှုဖြစ်ရတာရှက်ရတာမျိုးတွေမဖြစ်ဘူးအရက်တို့မူရစ်စေးထုံတိုင်းဈေးတွေစိတ်ကြွဈေးတွေကိုဆွဲနေတဲ့သူတွေကိုတွေ့မှုတယ်သူတို့ရဲ့အမူအရာတွေကိုကြည့်လို့မကောင်းဘူးသူတို့ရဲ့မျက်နှာမှာကြည်လင်မှုအေးချမ်းမှုမရှိတာတွေ့ရတယ်ညှိုးနွမ်းနေတယ်ကျမ်းမာရေးမကောင်းတဲ့လက္ခဏာတွေတွေ့ရတယ်သူတို့ကိုသူတို့ယုံကြည်မှုလေးစားမှုမရှိတော့ဘူးပတ်ဝန်းကျင်အတိုင်းဝိုင်းကလည်းသူတို့ကိုတကယ်မလေးစားပါဘူးသူတို့ကိုကြည်ရတာပျော်တဲ့အမူအရာလည်းမရှိဘူးကြုံလို့တခါကသူတို့နေတဲ့နေရာကိုရောက်ဖူးတယ်သူတို့နေတဲ့နေရာမှာညစ်ပတ်နှန်းစောနေတယ်တန်ရှင်းမှုတည့်ရမှုမရှိဘူးရှုံနေတယ်အရက်မှုပြီးတော့ကိုတောင်တန်ရှင်းအောင်တည့်ရအောင်မလုပ်နိုင်တဲ့သူကိုအိမ်ကိုအခန်းကိုတောင်တန်ရှင်းအောင်မထားနိုင်တဲ့သူမှာကိုလေးစားမှုဘယ်ရနိုင်မှာလဲဘလို့မှမရနိုင်ဘူးနော်ကိုလေးစားမှုမရှိတဲ့သူများကလည်းကိုမလေးစားဘူးလို့ခံစားရတဲ့သူဟာအဲ့ဒါကိုခံရခက်လို့ကိုသူများကြောက်အောင်ဒေါသကြီးနဲ့ပြောဆိုဆက်ဆံတတ်တယ်ကြောက်တာဟာလေးစားမှုအတူတစ်မျိုးဖြစ်တယ်လေးစားမှုအစစ်မဟုတ်ဘူးသူဟာအဲ့ဒီလေးစားမှုအတူဖြစ်တဲ့ကြောက်တာကိုရအောင်လုပ်တော့တယ်အတူလောက်နဲ့ပဲကျင်နေရတော့တယ်အစစ်ကိုတော့မရနိုင်ဘူးကိုလေးစားတဲ့သူတစ်ပါးလေးစားမှုကိုလည်းထိုက်တန်ရတဲ့သူဟာစိတ်ချမ်းသာတယ်စိတ်အေးချမ်းတယ်ဒါကြောင့်အများနဲ့ဆက်ဆက်တဲ့အခါမှာနူးညံ့တယ်စိတ်ရှိတယ်ကြောက်တာကိုမလိုချင်ဘူးအရက်တို့မူရထုံတိုင်းစီးတို့ကိုဆွဲနေတဲ့သူဟာအလုတ်ကိုလည်းမမှန်ကန်မလုပ်နိုင်ဘူးအရက်တို့မူရထုံတိုင်းစီးတို့ဆွဲနေတဲ့သူဟာအလုတ်ကိုလည်းမမှန်ကန်မလုပ်နိုင်ဘူးတချို့မိသားစုရှိတယ်မိသားစုကိုကောင်းကောင်းမွန်မွန်ရှာမကျွေးနိုင်ဘူးမထောက်ပံ့နိုင်ဘူးမနေသာတဲ့သူတွေကသူတို့ကိုပြန်ပြီးထောက်ပံ့နေရသေးတယ်ကိုတာဝန်ကိုမယူနိုင်တဲ့သူကိုမိသားစုကိုရှာမကျွေးနိုင်တဲ့သူဟာကိုဘလို့မှလေးစားမှုရှိနိုင်မှာလဲရှက်နေမယ်အားငယ်နေမယ်တချို့အဲ့ဒီလိုရှက်နေတာတွေအားငယ်နေတာတွေကိုမေ့ထားနိုင်ဖို့မူအောင်တောက်ပြန်နေမလုံတင်တာတွေကိုလုံနေတဲ့သူဟာသူတို့မှာအပြစ်ရှိတဲ့သူတယောက်ဖြစ်နေတဲ့အတွက်ပူလောင်တဲ့ခံစားမှုရှက်တဲ့ခံစားမှုရှိတယ်ဒါကြောင့်စစ်မှန်တဲ့စိတ်ချမ်းသာမှုကိုလိုချင်ရင်ပထမဦးဆုံးမိမိလေးစားမှုရှိအောင်လုပ်ရမယ်သူများကိုမလေးစားတာကကိုမတက်နိုင်တဲ့ကိစ္စဖြစ်တယ်တချို့ကောင်းတဲ့လူကိုတောင်မလေးစားတာရှိသေးတာပဲဒါသူတို့နဲ့ပဲဆိုင်တယ်လို့ထားလိုက်လို့ရသေးတယ်ဒါသူတို့သဘောပေါ့များသောအားဖြင့်တော့ကောင်းကောင်းမွန်မွန်နေတဲ့သူကိုလေးစားကြပါတယ်ကောင်းကောင်းမွန်မွန်နေတဲ့လူကိုမလေးစားတဲ့သူဟာသူကိုယ်တိုင်မကောင်းတဲ့သူကိုမလေးစားနိုင်တဲ့သူဖြစ်နေလို့ပဲကောင်းကောင်းနေတဲ့သူကိုလေးစားတဲ့သူဟာကောင်းကောင်းနေတဲ့သူကိုလေးစားနိုင်တယ်အင်မတန်လေးစားပါတယ်စိတ်ကောင်းရှိတဲ့သူဟာစိတ်ကောင်းရှိတဲ့သူကိုသိလေးစားပါတယ်အကျင့်စာရိတ္တကောင်းတဲ့သူဟာအကျင့်စာရိတ္တကောင်းတဲ့သူကိုလေးစားပါတယ်စိတ်ကောင်းရှိတဲ့သူကောင်းကောင်းမွန်မွန်နေတဲ့သူကိုမလေးစားနိုင်တဲ့လူဟာသူ့ကိုယ်သူမလေးစားနိုင်လို့ခံရခက်နေတာရှက်နေတာကိုလုပ်တာတုံ့ပြန်တာပဲသူကိုယ်တိုင်မကောင်းတော့ကောင်းတဲ့လူကိုမြင်ရတဲ့အခါသူမကောင်းတာပို့ပြီးထင်ရှားလာလို့အဲ့ဒီကောင်းတဲ့လူကိုပဲမကျင်မနှက်ဖြစ်တယ်တချို့တော့ကိုကကောင်းကောင်းမနေဘဲနဲ့ကောင်းကောင်းနေတဲ့သူကိုလေးစားနိုင်တယ်အဲ့ဒီလိုလူဟာတနေ့မှာလူကောင်းတစ်ယောက်ဖြစ်လာနိုင်ပြီးတယ်ကောင်းတဲ့လူကိုမလေးစားနိုင်တဲ့လူဟာသူကိုယ်တိုင်ကောင်းတဲ့လူဖြစ်မလာနိုင်ဘူးသူများရဲ့ကောင်းတဲ့ဂုဏ်ကိုမလေးစားနိုင်ရင်ကိုယ်မှာကောင်းတဲ့ဂုဏ်မျိုးမဖြစ်ပေါ်နိုင်ဘူးဒါကြောင့်သူများမှာကောင်းတဲ့ဂုဏ်တစ်ခုခုရှိရင်အဲ့ဒါကိုလိုက်လေးစားနိုင်တဲ့သူဖြစ်ရမယ်ဒါမှအဲ့ဒီဂုဏ်မျိုးကိုလည်းရလာမယ်သူများရဲ့ကောင်းတဲ့ဂုဏ်ကိုမလေးစားနိုင်ရင်ကို့မှာအဲ့ဒီဂုဏ်မျိုးမရနိုင်အောင်မဖြစ်နိုင်အောင်လမ်းပိတ်လိုက်တယ်လို့မျိုးဖြစ်သွားတယ်စိတ်တန်ရှင်းရမယ်လှုပ်တင်တာကိုမလှုပ်တင်တဲ့အခါမှာလေကိုလေးစားမှုနည်းသွားတယ်အဲ့ဒါသူများတော့မသိသေးဘူးကိုပဲသိရဲ့ဟုတ်တယ်လှုပ်တင်တာကိုလှုပ်နိုင်ပါလျက်နဲ့သိပါလျက်နဲ့မလှုပ်ဖဲနေရင်ကိုလေးစားမှုနည်းသွားတယ်ဒါကြောင့်လှုပ်တင်တာကိုလှုပ်ရမယ်မလှုပ်တင်တာကိုလည်းမလှုပ်မိအောင်ထိန်းသိမ်းဆောင်ထိန်ရမယ်ဒါမှသာမိမိကိုလေးစားနိုင်မယ်မလှုပ်တင်တာတွေလုံးပြီးလို့ရှက်နေတဲ့နောင်တဖြစ်နေမယ်ဆိုရင်စိတ်မှာကြည်လင်အေးချမ်းမှုမရှိဘူးစိတ်မချမ်းသာဘူးကို့အမားကိုထက်ခါတွေးနေတယ်
ကိုအမားကိုထက်ကတွေးနေမယ်သို့မဟုတ်ရင်မေးဖို့ကြိုးစားတဲ့အနေနဲ့တခြားစိတ်ကိုလမ်းလွဲနေရင်သူ့စိတ်ဟာလွတ်လပ်မှုမရှိဘူးသူ့စိတ်မလွတ်လပ်တော့လို့တခြားတန်ဖိုးရှိတဲ့ကိစ္စတွေလုပ်ဖို့စိတ်မအားတော့ဘူးတန်ဖိုးရှိတဲ့လေးနက်တဲ့ပိန်မွေးတဲ့ကိစ္စတွေလုပ်ဖို့စိတ်မှာအင်အားမရှိတော့ဘူးပညာရေးနဲ့ပတ်သက်တာတွေလူမှုရေးနဲ့ပတ်သက်တာတွေကုသိုလ်ရေးနဲ့ပတ်သက်တာတွေကိုလုပ်ဖို့စိတ်မှာအင်အားမရှိဘူးနောင်တနဲ့ရှက်ရတဲ့အထင်းမှာသူ့စိတ်ကကြောင်ပိတ်မိနေပြီကိုယ့်ကိုယ်လေးစားမှုရှိဖို့ဆိုတာအကျင့်တီသားနဲ့ပတ်သက်ပြီးတော့စင်ကြယ်မှုရှိရမယ်စင်ကြယ်မှုလို့ဆိုကြတဲ့ကတန်ရှင်းမှုဆိုတဲ့အဓိပ္ပာယ်နော်ကိုယ်အမှုနှုတ်အမှုတွေမှာအပြစ်ကင်းတယ်တန်ရှင်းတယ်ဆိုရင်ပဲကိုယ့်ကိုယ်လေးစားနိုင်ပါတယ်ဒီထက်တစ်ဆင့်မြင်လိုက်ရင်တော့စိတ်တန်ရှင်းဖို့လိုတယ်စိတ်ထဲမှာဖြစ်နေတဲ့အတွေးတွေကမကောင်းတာတွေမတွေးသင့်တာတွေဖြစ်နေရင်အဲ့ဒီလိုအတွေးမျိုးကိုတွေးနေလို့ကိုပဲငါမတွေးသင့်တာလို့တွေးနေပါလားဆိုပြီးပူပန်မှုဖြစ်တယ်ငါစိတ်ကမတန်ရှင်းဘူးဆိုပြီးရှက်တယ်ဒါကြောင့်စိတ်ကိုတန်ရှင်းအောင်ထားတတ်ဖို့လိုတယ်ကိုယ်စိတ်ထဲမှာဘာတွေတွေးနေလဲဆိုတာနည်းနည်းသတိထားပြီးကျင့်တဲ့အလေးအကျင့်လေးရှိရမယ်စိတ်ကိုသိနေရင်အသွေးတွေကိုသိနေရင်မတန်ရှင်းမှုဟာတဖြည်းဖြည်းနည်းသွားနိုင်တယ်တန်ရှင်းပြီးကြည်လင်အေးချမ်းတဲ့စိတ်များဖြစ်လာမယ်အနေအထိုင်တန်ရှင်းမှုအဝတ်ထဲဝတ်တာမတန်ရှင်းရင်အစားအသောက်စားတာမတန်ရှင်းရင်နေရာထိုင်ခင်းမတန်ရှင်းရင်ကိုဘယ်လိုနေမလဲခန္ဓာကိုယ်မတန်ရှင်းရင်အဝတ်ထဲအသုံးဆောင်တွေမတန်ရှင်းရင်နေရာထိုင်ခင်းတွေမတန်ရှင်းရင်စိတ်ကြည်လင်မှုမရဘူးကိုယ့်ကိုယ်လေးစားမှုမရနိုင်ဘူးတချို့လူတွေဝတ်တာစားတာနေတာထိုင်တာတွေကြည့်ရင်မတန်ရှင်းတာတွေ့ရတယ်သူတို့နေတဲ့နေရာမှာရှုပ်ထွေးညစ်ပတ်နေတာတွေ့ရတယ်သူတို့မအားလို့မဟုတ်ဘူးအချိန်ရှိပါလျက်နဲ့ထားမလုပ်တာအခန်းတောင်မှာအမိုက်ပုံနဲ့အိမ်ပတ်ဝန်းကျင်မှာအမိုက်တွေနဲ့တန်ရှင်းရေးကိုအရေးကြီးတယ်လို့မထင်တာလားပြင်းတာလားငငယ်ကကြုံခဲ့ဘူးတာတခုရှိတယ်ကျောင်းနေဘက်တယောက်ရဲ့အခန်းကိုသွားလေတာအခန်းတောင်မှာဆက်လိတ်တူတွေငပြောကွန်တွေစီကရက်ဘူးကွန်တွေစက်ကူတွေအများကြီးစုပုံနေတယ်သူအခန်းထဲဝင်လိုက်တဲ့အခါမှာအမိုက်ပုံသားရောက်သွားသလိုပဲအခန်းထဲဝင်လိုက်ကြတဲ့ကအဲ့ဒီအခန်းထဲရောက်နေလို့ဒီအနက်ရတာဘာအနက်မှလဲဆိုပြီးတွေးပြီးတိတိချာချာကြည့်လိုက်တယ်အမိုက်ပုံကိုမြင်လိုက်ရတော့ဒီเจ้าနေဘက်ကိုစိတ်ပြတ်သွားပြီသူဟာအမိုက်ပုံကိုမရှင်းနိုင်လောက်အောင်ဘာဖြစ်နေလို့လဲသူ့ကိုလေးစားဖို့တော်တော်ခက်သွားပြီသူကရောသူ့ကိုယ်သူလေးစားနိုင်မှတည်းတာဒါလောက်ညင်ညင်ပပကြီးနေတာအင်ကြီးဝတ်စားတွေမလျှော်ဘူးချင်တောင်တွေအိပ်ရာတွေမလျှော်ဘူးနန်းစောနေတာပဲလူကိုကြည့်လိုက်ရင်လည်းသပင်အရှိကြီးမညက်ဘူးနှုတ်ခမ်းမွေးမုတ်စိတ်မွေးတွေမရိပ်ဘူးဝါတောင်ပြောင်းမတိုက်ဘူးအဲ့ဒါလိုရုပ်ပိုင်းဆိုင်ရာမှာလည်းမတန်မရှင်းမတတ်မရနေတဲ့လူဟာသူ့ကိုယ်သူလေးစားနိုင်ပါမလား self respect ရှိဖို့ကိုယ့်ကိုယ်ကိုလေးစားမှုရှိဖို့ဆိုတာနေပုံထိုင်ပုံကလည်းတည့်ရမှာဖြစ်မယ်တန်ရှင်းမှာဖြစ်မယ်ဒါကြောင့်ကိုယ့်ကိုယ်ကိုလည်းတန်ရှင်းအောင်ရီမမှန်ချိုးရမယ်မျက်နာသည့်သွားတိုက်ရမယ်သပင်ဆိုလဲရှိတာတူတာအရေးမကြီးဘူးတတ်တရရဲ့တန်တန်ရှင်းရှင်းရှိအောင်ဂရုစိုက်ရမယ်အင်ကြီးဝတ်စားဆိုလဲအဖိုးတန်တာမတန်တာနဲ့မဆိုင်ဘူးတချို့အင်ကြီးတွေကိုတေးသေးချာချာဖာထေးပြီးကြကြနာနာရှော့ဖို့မိဘူးတိုက်ဝတ်တာကြည့်လို့ကောင်းလိုက်တာမြင်လိုက်တာနဲ့ကိုလေးစားသွားတယ်အသစ်ဝတ်တာထက်ပိုးပြီးလေးစားတယ်အဟောင်းကိုသူတလောက်တက်ရအောင်လုပ်ပြီးဝတ်သေးတယ်ဒါကြောင့်ကိုတက်ရအောင်လုပ်တဲ့စိတ်ထားကိုလေးစားသွားတာတချို့လူတွေနေကြတဲ့အိမ်လေးတွေဟာတိတ်ကောင်းကောင်းမွန်မွန်ကြီးမဟုတ်ဘူးဒါပေမဲ့တော်တော်ကိုတန်ရှင်းတယ်ပေါက်နေတဲ့နေရာတွေတက်တက်ရရပြုပြင်ဖာတီးထားတယ်အဲ့ဒါလိုမြင်ရရင်လည်းဒီအိမ်မှာနေတဲ့သူကိုလေးစားတယ်တချို့အိမ်လေးတွေရိုးရိုးလေးတွေအိမ်ဝိုင်းထဲမှာတစ်ပင်လေးတွေစနစ်တကျစိုက်ထားတယ်အမိုက်တွေရှုံမနေဘူးတိတိချာချာရှင်းထားတယ်တန်နိုင်တလောက်ရွက်လာပင်တွေပန်းပင်တွေပိန်းပင်တွေစိုက်ထားတယ်ရသမျှအချိန်ဒီမှာလုံနိုင်တလောက်တန်ရှင်းအောင်သိရက်အောင်လှပအောင်လုပ်ထားတယ်သူတို့အိမ်ဝိုင်းထဲဝင်လိုက်တာနဲ့စိတ်ကြည်လင်တယ်အိမ်ရှင်တွေကိုလည်းလေးစားသွားတယ်တန်ရှင်းဖို့သိရက်ဖို့ဆိုတာငွေကုန်ကြေးကြအများကြီးခံဖို့လုပ်နေရမယ့်ကိစ္စမဟုတ်ဘူးဝရိယလေးနဲ့ရှိရင်ကိုရပါတယ်စန္ဒရှိရင်ဝရိယရှိရင်ကိုယ့်ကိုယ်လည်းတန်ရှင်းအောင်သိရက်အောင်နေလို့ရတယ်ကိုနေတဲ့နေရာကိုနေတဲ့အိမ်ဝိုင်းပတ်ဝန်းကျင်ကိုလည်းတန်ရှင်းသိရက်အောင်လုပ်လို့ရတယ်ဒါမှကိုယ့်ကိုယ်လေးစားမှုရှိမယ်ကိုအိမ်ရှိမှာလမ်းဆိုတော့အဲ့ဒီလမ်းကိုငါမပိုင်ဘူးလို့ဆိုပေမဲ့ငါနဲ့ဆိုင်နေငါအိမ်ရှိရလမ်းပဲရှုံ့ဘွက်ကြီးတွေမရှိအောင်အမိုက်တွေမရှိအောင်လုပ်ထားမယ်ဂျိုင်းတွေကိုမြေတွေခဲတွေသဲတွေဖို့ထားမယ်ဆိုရင်ဒီအိမ်ရှိကဖျက်လျှောက်သွားတဲ့လူကအစအိမ်ရှင်ကိုလေးစားတဲ့စိတ်ဖြစ်မှာနော်လူတိုင်းကိုတတ်နိုင်တဲ့လောက်တကယ်လို့ရင်အားလုံးအဆင်ပြေနိုင်တယ်အများကြီးစိတ်ချမ်းသာမယ်ကိုလေးစားနိုင်တဲ့သူတစ်ပါးကိုလည်းလေးစားတဲ့သူတစ်ပါးရဲ့လေးစားမှုကိုလည်းထိုက်တန်ခံရတဲ့သူဟာ
လောကကိုအကျိုးပြုတဲ့သူဖြစ်တယ်ကိုလေးစားမှုရှိအောင်ပတ်ဝန်းကျင်အတိုင်းဝိုင်းကလည်းကိုလေးစားလာအောင်လူတိုင်းစူးစမ်းပြီးနေရင်ဒီလောကကြီးဟာပျော်စရာကောင်းတဲ့လောကကြီးဖြစ်မယ်နားလေစေချင်တာကဘဝမှာဒီလိုအခြေခံကြတဲ့အချက်လေးတွေကအရေးကြီးဆုံးဆိုတာပဲအိမ်ရဲ့အုတ်မြစ်လိုပဲသူမရှိရင်ကျန်တာဘာမှလုပ်လို့မဖြစ်ဘူးဘလောက်ပဲပညာတတ်နေစိတ်ထားမကောင်းဘူးအကျင့်စရိုက်မကောင်းဘူးခန္ဓာကိုယ်မတန့်ရှင်းဘူးနေထိုင်တဲ့ပတ်ဝန်းကျင်နဲ့မတန့်ရှင်းဘူးဆိုရင်လူအဖို့တန်းလို့ပြောလို့မရဘူးတချို့ပညာသိမတတ်ပါဘူးဘာပွဲမှမရှိဘူးဒါပေမဲ့စိတ်ထားကောင်းတယ်အကျင့်စရိုက်ကောင်းတယ်နေတာထိုင်တာသိရတယ်တန့်ရှင်းတယ်ဒီလိုလူတွေကိုလေးစားပါတယ်လုံးဝဝရိယရှိဖို့သိအရေးကြီးတယ်ကိုတကယ်တတ်နိုင်တာကိုလုပ်ရင်ပိုကောင်းအောင်လုပ်သွားရမယ်မရတော့ဘူးနော်ပတ်ဝန်းကျင်ကောဒီလူဟာလူပြင်းမှာကွာလို့ပြောလိုက်တဲ့အခါအဲ့ဒီလိုအတွေ့မျိုးတွေးတယ်ဆိုရင်ပဲလေးစားမှုမရှိတော့လို့တွေးတာပဲပြင်းတာဟာလောကကြီးကိုဖျက်ဆီးတဲ့အရာတစ်ခုဖြစ်တယ်ကို့မှာခန္ဓာကိုယ်အင်အားတွေရှိတယ်စိတ်ဓာတ်အင်အားတွေရှိတယ်အသိဉာဏ်အင်အားတွေရှိတယ်အဲ့ဒီအင်အားတွေကိုကောင်းတဲ့နေရာမှာအပြည့်အဝသုံးနေရမယ်သုံးနေရင်ထွက်နေမယ်မသုံးမဲထားရင်ကြာရင်မထွက်တော့ဘူးလုံနိုင်သမျှအစွမ်းကုန်လုံးမှတကယ်ကျင့်တတ်မှုရမယ်လုံနိုင်သလောက်မလုံပဲလျှော့လိုက်ရင်ကြာရင်တဖြည်းဖြည်းနဲ့လုံနိုင်တဲ့ဆန်းရည်ကြီးရော့သွားမယ်ကောင်းတယ်လုံတင်တယ်အကျိုးရှိတယ်လို့တွေးထားရင်လုံနေမှာဖြစ်မယ်ကောင်းတယ်အကျိုးရှိတယ်လုံတင်တယ်လို့သိလျက်နဲ့မလုံရင်ကိုလေးစားမှုနည်းသွားမယ်ပတ်ဝန်းကျင်ကလည်းသိမလေးစားဘူးလုံတင်တာတွေကိုသိကြပါတယ်တိတလောက်ကိုဖြစ်အောင်လုပ်မယ်ဆိုရင်ပဲတော်တော်တိုးတက်မှာပါတိတလောက်ကိုတောင်တကယ်မလုပ်ကြဘူးတတ်တာအောင်နေကြတယ်အခုတတ်တာအောင်နေရင်ရေရှည်မှာမတတ်တာဘူးအပျော်ပါကိုဦးစားပေးပြီးတော့ရေရှည်မှာအကျိုးရှိမဲ့အလုပ်ကိုမလုပ်တဲ့သူဟာရေရှည်မှာမပြောနိုင်ဘူးဥပင်တော့ကများမယ်တိတော့တိတယ်ဘာဖြစ်လို့မလုပ်တာလဲအဲ့ဒါကိုစဉ်းစားဖို့ကောင်းတယ်အရေးမကြီးဘူးလို့ထင်လို့လားကိုလေးစားမှုရှိအောင်နေဖို့ဆိုတာအရေးအကြီးဆုံးအလုပ်ဖြစ်တယ်ရေရှည်အားကိုးစရာလူတစ်ယောက်ဟာသူ့ကိုယ်သူလေးစားမှုမရှိတော့ဘူးဆိုရင်သူ့မှာဘာမှမရှိတော့ဘူးဒါကြောင့်ကိုလေးစားမှုတိုးတက်လာအောင်လေးနက်နက်စဉ်းစားပြီးလှုပ်တင်တာတွေရှာလို့ရမယ်ပစ္စည်းဥစ္စာဘလောက်ရှိဘွယ်ထူးရာထူးဘလောက်ရှိကိုလေးစားမှုမရှိတဲ့သူဟာအောင်မြင်တဲ့သူလို့မဆိုနိုင်ဘူးတေကန်ဒီမှာနောင်တပူပန်မှုတွေဖြစ်ပြီးတေရရင်မကောင်းဘူးလုံနိုင်လျက်နဲ့မလုံခဲ့လေခြင်းဟာပြင်နိုင်လျက်နဲ့မပြင်ခဲ့လေခြင်းခွင့်လွတ်နိုင်လျက်နဲ့ခွင့်မလွတ်ခဲ့လေခြင်းဆိုပြီးစိတ်မကောင်းဖြစ်ရရင်မကောင်းဘူးပစ္စည်းဥစ္စာတွေလူထင်ကြီးမှုတွေထက်အများကြီးမြင့်မြတ်တဲ့အသိဉာဏ်ကိုရနိုင်ပါလျက်နဲ့ရအောင်မလုပ်ရင်အားလုံးကိုထားခဲ့ပြီးသိရတော့မယ့်အချိန်ကိုဘဝနဲ့ပတ်သက်ပြီးဘာကိုကျင့်တတ်နိုင်မလဲဘဝမှာအောင်မြင်တဲ့လူတစ်ယောက်ဖြစ်ချင်တယ်ဆိုရင်ကိုလေးစားနိုင်တဲ့လူတစ်ယောက်ဖြစ်အောင်နေဖို့လိုတယ်ပစ္စည်းဥစ္စာချမ်းသာဖို့ကြော်ကြားဖို့ထက်ကိုလေးစားတဲ့သူတစ်ပါးရဲ့ထိုက်တန်လေးစားတာကိုခံရတဲ့သူဖြစ်အောင်ကြိုးစားတာကပစ္စည်းဥစ္စာချမ်းသာဖို့ကြော်ကြားဖို့ထက်ကိုလေးစားနိုင်တဲ့သူတစ်ပါးရဲ့ထိုက်တန်လေးစားတာကိုခံရတဲ့သူဖြစ်အောင်ကြိုးစားတာကအားလုံးအတွက်ပိုအကျိုးများတယ်အခုခေတ်အပေါ်သားဖျော်ဖြေမှုတွေအင်မတန်များတော့လူတော်များများဟာအပေါ်ယံအပျော်ပါးဘက်ကိုပဲစိတ်ရောက်နေတတ်တယ်ခဏလောက်ကိုယ့်ပြဿနာကိုမေ့ထားဖို့ကြိုးစားတယ်ကိုယ့်ရဲ့စိတ်သက်မြင့်မြတ်မှုနဲ့ကိုယ်သေးကောင်းဖို့ကိုယ်မှာရှိတဲ့ငုံနေတဲ့အရည်ချင်းတွေကိုပြုစုပြောထောင်ဖို့ဘက်ကိုစိတ်ဝင်စားမှုနည်းနေတယ်တကယ်တော့ကိုယ်စိတ်သက်ရင့်ကျက်မှုမြင့်မြတ်မှုကိုယ်သေးမြင့်မားမှုကိုယ့်အရည်ချင်းတွေအစစ်မြင့်မားမှုကသာကိုယ့်အတွက်တကယ်ရရှိအားကိုးစရာကျင့်တဲ့စရာဖြစ်တယ်ပတ်ဝန်းကျင်နဲ့အပေးအယူအရေးကြီးတဲ့လှုပ်ရှားတွေအများကြီးရှိတယ်။ကောင်းတဲ့စာပေတွေဖတ်ရမယ်။ဘဝနဲ့ပတ်သက်ပြီးလေးနက်တဲ့ကိစ္စတွေဆွေးနွေးရမယ်။စဉ်းစားရမယ်။အတတ်ပညာအသိပညာမျိုးလေ့လာရမယ်။လေ့ကျင့်ရမယ်။ဒါတွေလုပ်ရင်းနဲ့ပြောနေရင်တခြားအပျော်ပါးတွေကိုအချိန်ကုန်ခံပြီးလုပ်နေဖို့မလိုတော့ဘူး။ပြောရပညာလဲတိုးအတွေ့အကြုံအရေးချင်းတွေလဲတိုးမိတ်ဆွေကောင်းတွေလဲတိုးတာတွေလုပ်တာအကျိုးများတယ်။ငွေလဲရတယ်ဆိုရင်ပိုကောင်းပါတယ်။အသိဉာဏ်မတူအရေးချင်းမတူပဲခဏအပြင်းပြေုံလောက်နဲ့အချိန်တွေအများကြီးအကုန်ခံလိုက်ရင်အချိန်ဖြုံးရာရောက်တယ်အပျော်ပါဆိုတာလူတိုင်းခံစားကြပါတယ်အကန့်အသတ်နဲ့ခံစားဖို့တင်တယ်လုံးဝမခံစားရဘူးလို့မဆိုလိုဘူးကိုလေးစားမှုရှိတဲ့သူဟာရေရှည်မှာအကျိုးများမဲ့ကိစ္စတွေကိုဦးစားပေးပြီးလုပ်ရမယ်အမျှော်အမြင်ရှိတဲ့သူဟာသူများရဲ့လေးစားမှုကိုလည်းခံရတယ်ဒါကြောင့်ခဏလောက်ပြောရမယ့်ကိစ္စအပြင်းပြေမဲ့ကိစ္စမျိုးကိုဦးစားမပေးဘဲအောက်နိုင်ရမယ်ကိုယ်ပတ်ဝန်းကျင်မှာလူတစ်ယောက်ဟာအပျော်ပါးနဲ့ခပ်ပေါ်နေမယ်ဆိုရင်
ဒီလူကအချိန်မဖြုံးတဲ့သူဒီလူကသူ့အရှင်တွေကိုအမြဲတမ်းမြင့်သွားနေတဲ့သူသူဟာကောင်းတာတွေကိုပို့ပြီးလှုပ်သွားနေတယ်တနေ့ထက်တနေ့ပို့ပြီးအသည့်အမြင်တွေတိုးနေတယ်အဲ့ဒီလိုအချိန်မဖြုံးမဲလှုပ်တဲ့အလုပ်ကိုလုပ်နေတာကိုမြင်ရတဲ့သူကအစလေးစားမှုရှိတယ်ချစ်ခင်မှုလည်းရှိတယ်ယုံကြည်မှုလည်းရှိတယ်အားကိုးမှုလည်းရှိတယ်သူဟာသူ့ရည်ချင်းတွေကိုအမြဲတမ်းမြင့်သွားနေတဲ့သူဟာကောင်းတာတွေကိုပို့ပြီးလှုပ်သွားနေတယ်တနေ့ထက်တနေ့ပို့ပြီးအသည့်အမြင်တွေတိုးနေတယ်သူဟာအချိန်မဖြုံးမဲလုပ်တဲ့အလုပ်ကိုလုပ်နေတယ်လို့ကိုတကယ်မြင်နိုင်ရင်စိတ်ချမ်းသာတဲ့သူဖြစ်မှသိကြတယ်ပြင်းတဲ့သူကိုဘယ်သူမှအာမကိုဘူးအကျဉ်းစာရိတာမကောင်းတဲ့သူကိုဘယ်သူမှမယုံဘူးအကျဉ်းစာရိတာကောင်းတယ်စိတ်ထားကောင်းတယ်အပြင်းမကြီးလုပ်တဲ့နာတွေကိုလုပ်နေတယ်ဆိုရင်မြင်ရတဲ့သူတွေကအစားသူ့ကိုလေးစားမယ်ယုံကြည်မယ်အားကိုးမယ်အဲ့ဒီလူနဲ့လက်တွဲပြီးအလုပ်လုပ်ချင်တဲ့သူပေါ်မယ်အကျဉ်းစာရိတာကောင်းတယ်စိတ်ထားကောင်းတယ်မပြင်းမကြီးအလုပ်တင်တာတွေကိုလုပ်နေတယ်ဆိုရင်မြင်ရသူကအစသူ့ကိုလေးစားမယ်ယုံကြည်မယ်အားကိုးမယ်အဲ့ဒီလူနဲ့လက်တွဲပြီးအလုပ်လုပ်ချင်တဲ့သူပေါ်မယ်အဲ့ဒီလိုလူတွေဟာမိတ်ဆွေကောင်းမရှာဘူးအလုပ်မရှာဘူးသူ့ကိုလူအများကဝမ်းသာအားရနှုတ်ဆက်မယ်စီးကြိုမယ်ဝင်းကျင်ကကိုမယုံကြည်တော့ဘူးမလေးစားတော့ဘူးအာမကိုတော့ဘူးကိုတာဝန်မပေးတော့ဘူးအလုပ်မပေးဘူးဆိုရင်ကိုမှလုပ်เสียရတဲ့ဖြည်းဖြည်းနေသွားမယ်ကိုလောကဟာတဖြည်းဖြည်းနဲ့ကျဉ်းမြောင်းသွားမယ်အတလို့ပူပေးလိုက်ရလို့ကိုမှပင်ပန်းမှုရှိမှာပဲဒါပေမဲ့ကိုလေးစားမှုပိုရှိလာတယ်ကျဉ်တ်တဲ့ထို့အတူပဲလမ်းပေါ်မှာလမ်းလျှောက်သွားနေတော့ပစ္စည်းလေးပင်သေးတာတဲ့သူတယောက်ကိုတွေ့ရင်သူ့ကိုလမ်းကောင်းတာလေးပေးလိုက်တယ်သူကောင်းမွန်လွယ်ကူသွားနိုင်ပါစေလို့အဖိုးအဖွားအိုတွေကိုဝင်ဆောင်မျိုးသမီးတွေကလေးငယ်စားတဲ့သူတွေကိုလည်းသူတို့တက်တာသွားနိုင်အောင်လမ်းပေးလိုက်တာမျိုးဟာတကူကောင်းမဆန်တဲ့စိတ်ရှိလို့ပေးနိုင်တာကိုကလမ်းပေးလိုက်လို့လမ်းကောင်းလေးကိုသူသွားခွင့်ရသွားတယ်အဲ့ဒီလူကသူကိုယ်တိုင်စိတ်ထားကောင်းတဲ့သူဆိုရင်ဟိုလူဟာငါ့ကိုလမ်းပေးလိုက်ပါသလားဆိုပြီးလက်ခံပြီးတော့ကျေးဇူးတင်တဲ့စိတ်နဲ့ကြည်လိုက်တယ်အတိမတ်ပြုလိုက်တယ်ဆိုရင်လည်းသူ့ဘက်ကပြန်ပေးလိုက်တဲ့သဘောဖြစ်သွားတယ်အဲ့ဒီလူဟာသူကိုယ်တိုင်စိတ်ထားကောင်းတဲ့သူဆိုရင်ဟိုလူဟာငါ့ကိုလမ်းပေးလိုက်တာပါလားဆိုပြီးလက်ခံပြီးတော့ကျေးဇူးတင်တဲ့စိတ်နဲ့ကြည်လိုက်တယ်အတိအမှတ်ပြုပေးလိုက်တယ်ဆိုရင်လည်းသူ့ဘက်ကပြန်ပေးလိုက်တဲ့သဘောဖြစ်သွားတယ်ကိုကပေးတယ်သူကပြန်ပေးတယ်အဲ့ဒါလိုပဲကားမောင်းသွားရင်းဆိုပါတော့သူလည်းမြင်ရောက်ချင်တာပဲကိုလည်းမြင်ရောက်ချင်တာပဲသူလည်းသူ့ကိစ္စအရေးကြီးတယ်ထင်တယ်ကိုလည်းကိုကိစ္စအရေးကြီးတယ်ထင်တာပဲအဲ့ဒီလိုအချိန်ဒီမှာတစ်ဖက်လူကိုကလမ်းနဲ့ဖယ်ပေးလိုက်တယ်တစ်ဖက်ကကားကဘတ်စကားဖြစ်နေတယ်ဆိုတော့ဘတ်စကားဆိုတာလူများကြီးနဲ့တွားနေတဲ့ကားဖြစ်တယ်သူတို့ခမများအိမ်ကနေရုံရောက်ဖို့ရုံကနေအိမ်ရောက်ဖို့တနာရီနဲ့မရောက်ဘူးတနာရီခွဲ2နာရီကြာအောင်စီးရတယ်လို့ကြားရတယ်ဒီလိုဘတ်စကားတွေကိုလမ်းဖယ်ပေးတင်တယ်ဦးစားပေးတင်တယ်သူတို့သွားပါစေသူတို့ကအများစုကိုကားနဲ့ကိုလန်းကိုရှာပြီးတော့သွားလို့ရတယ်ကိုက15မိနစ်နဲ့ရောက်မဲ့ခရီးကိုသူတို့တနာရီလောက်သွားရတယ်ဒါကြောင့်ညတာရမယ်ထို့အတူပဲစပိန်နဲ့သွားတဲ့လူစိုက်ကားနဲ့သွားတဲ့လူလမ်းလျှောက်သွားတဲ့လူသူတို့ခမများလိုရခရီးရောက်ဖို့ကိုပင်ပန်းပြီးအချိန်တွေအများကြီးကုန်ပြီးတော့စိတ်လေးပင်ပန်းနေဒါကြောင့်ကိုကငှက်ညာဖို့ကောင်းတယ်သူလဲကိုပိုင်ကားနဲ့သွားတဲ့သူကိုလဲကိုပိုင်ကားနဲ့သွားတဲ့သူဆိုရင်လေကိုကသူ့ကိုကြော်သွားပါစေဆိုပြီးတော့အသားလေးလမ်းဖယ်ပေးလိုက်တယ်အဲ့ဒါလို့ဖယ်ပေးလိုက်တဲ့အခါမှာကိုယ်စိတ်ထားကိုပြန်ကြည့်ရင်ကိုယ်စိတ်ထားကိုကျဉ်းနှံ့နေတာပဲဒါလေဒါနတစ်မျိုးလို့သဘောထားစီခြင်းနဲ့အလူတစ်မျိုးပဲပေးခြင်းတစ်မျိုးပဲဒီလိုပေးလိုက်ရတာဟာအရှုံးပေးလိုက်ရတာလားအရှုံးပေးလိုက်ရတာလည်းမဟုတ်ဘူးအနိုင်လိုက်တာလည်းမဟုတ်ဘူးဒီနေရာမှာအနိုင်အရှုံးကိုစဉ်းစားဖို့မလိုဘူးဒါပေမဲ့အမျက်တော်ရလိုက်တယ်မြင့်မြတ်တဲ့စိတ်ထားကိုရလိုက်တယ်ကိုကပေးလိုက်ရတဲ့အတွက်တကယ်တော့ကိုကမြတ်သွားတာမြတ်တဲ့စိတ်ထားလေးရသွားတာကိုမြင့်ပေးလိုက်တာပေါ့ကိုစိတ်ထားကိုမြင့်ပေးလိုက်တာပေါ့ပေးနိုင်တဲ့စိတ်ဟာအင်အားကြီးတဲ့စိတ်သူများကိုအကူအညီပေးလိုက်ခြင်းအပြင်ကိုလေးစားမှုတိုးလာတယ်စိတ်ချမ်းသာမှုလည်းရတယ်ဒါဟာတော်တော်အဆင့်မြင့်တဲ့ကျင့်တတ်မှုဖြစ်တယ်သူများကိုဒုက္ခရောက်အောင်လုပ်ပြီးသူများဒုက္ခရောက်လို့ကျင့်နေရတာဆိုတာမျိုးကတော်တော်အဆင့်နှိမ့်တဲ့ကျင့်တတ်မှုမျိုးဖြစ်တယ်ဒီလိုလူကိုမဝင်းကျင်ကလေးစားမှာမဟုတ်ဘူးလူလောကကြီးကိုပို့ပြီးကောင်းလာစေခြင်းရင်ဒီလိုအခြေခံလေးတွေကိုအလေးထားပြီးလုပ်ရမယ်ကိုယ်စိတ်ထားကိုအစစ်မြင့်ပါကိုပို့ပြီးစိတ်ထားကောင်းတဲ့သူဖြစ်အောင်လုပ်တာဟာလောကကြီးရဲ့အကျိုးကိုဆောင်တာပဲကိုလေးစားနိုင်တဲ့သူဖြစ်အောင်လုပ်ပါ
ကားမောင်းရင်ဖြစ်တတ်တာကိုပဲဥပမာပေးပြီးတော့စဉ်းစားကြပါအောင်ဆိုကိုကကားမောင်းပြီးတော့သွားနေတယ်နောက်ကကားတစ်စီးကလည်းမောင်းလာပြီးတော့ကြော်တက်ချင်နေတယ်အဲ့ဒီအခါမှာကိုကလမ်းဖယ်မပေးပဲကားမောင်းရင်ဖြစ်တတ်တာကိုပဲဥပမာပေးပြီးတော့စဉ်းစားကြအောင်ဆိုကိုကကားမောင်းပြီးတော့သွားနေတယ်နောက်ကကားတစ်စီးကလည်းမောင်းလာပြီးတော့ကြော်တက်ချင်နေတယ်အဲ့ဒီအခါမှာကိုကလမ်းမပေးပဲပိတ်မောင်းနေရင်ရတယ်လမ်းချင်းတဲ့နေရာဆိုတော့ဖယ်ပေးမယ်ဆိုရင်လည်းရတယ်အဲ့ဒီအခါမှာကိုကစိတ်ထားကောင်းကောင်းလေးနဲ့ကိုကကိုလမ်းဘေးဘက်ကိုချပေးလိုက်တယ်နောက်ကကားကကြောတက်သွားတယ်ကိုကလမ်းဘေးလိုက်လို့သူသွားရတာကိုခွင့်ပြုလိုက်လို့သူသွားရတာနော်ဘယ်သူကပါဝါကြီးတယ်လဲခွင့်ပြုလိုက်တဲ့သူကပါဝါကြီးတယ်စိတ်သက်အင်အားကြီးတယ်စဉ်းစားစရာနော်ကိုကလမ်းမပေးပဲပိတ်မောင်းထားလို့သူကြောတက်လို့မရတာကိုပါဝါလို့ခံစားရတာနဲ့ကိုကလမ်းပေးလိုက်လို့သူကြောတက်သွားလို့ရတာကိုပါဝါလို့ခံစားရတာနှမျိုးမှာကိုကခွင့်ပြုပေးလိုက်လို့သူရသွားတာကိုပါဝါလို့ခံစားရတာကအကျိုးပြုတဲ့ပါဝါဖြစ်တယ်။နှစ်ဦးနှစ်ဖက်စိတ်ချမ်းသာမှုရတဲ့ပါဝါဖြစ်တယ်။ကိုကခွင့်ပြုနိုင်မှလည်းနဲ့ခွင့်မပြုလို့သူမရတာကိုပါဝါလို့ခံစားရတာကအကျိုးမပြုတဲ့ပါဝါဖြစ်တယ်။နှစ်ဦးနှစ်ဖက်အကျိုးမရှိဘူးစိတ်မချမ်းသာဘူးအဆင်မပြေဘူး။လူတွေရဲ့စိတ်မှာကိုအင်အားကြီးတဲ့သူဆိုတဲ့ခံစားမှုမျိုးကိုလိုချင်ကြတယ်။အဲ့ဒါကိုမှန်ကန်တဲ့နည်းနဲ့ရအောင်လုပ်သင့်တယ်။ပြီးတဲ့သူကအင်အားကြီးတဲ့သူဆိုတာကိုနားလည်သင့်တယ်။ပေးနိုင်တဲ့စိတ်ဟာလွတ်လပ်တဲ့စိတ်ဖြစ်တယ်။မပေးနိုင်တဲ့စိတ်ဟာမလွတ်လပ်တဲ့စိတ်ဖြစ်တယ်။မအေးချမ်းတဲ့စိတ်ဖြစ်တယ်။တွန့်တိုတဲ့စိတ်ဖြစ်တယ်။အင်အားကြီးတဲ့သူဟာပေးနိုင်တဲ့သူဖြစ်တယ်။အင်အားကြီးတဲ့သူဟာစွန့်လွတ်နိုင်တဲ့သူဖြစ်တယ်။အင်အားကြီးတဲ့သူဟာဒီလိုအသေးအမွားလမ်းပိတ်မောင်းတဲ့နီးမျိုးနဲ့အနိုင်မယူဘူး။အင်အားကြီးတဲ့သူဟာအနိုင်ရှုံးကိုမစင်စားဘူး။တင့်တော်သလားမတင့်တော်ဘူးလားဆိုတာပဲစဉ်းစားတယ်။အင်အားကြီးတဲ့သူဟာအသိဉာဏ်နဲ့ရှင်ပြီးစဉ်းစားတဲ့ဆုံးဖြတ်တယ်။ပုဂ္ဂိုလ်ဆွဲမပါဗက်လိုက်တာမပါပဲလက်ရှိအခြေအနေမှာအသင့်တော်ဆုံးအကောင်းဆုံးအကျိုးရှိဆုံးကိုပဲရွေးပြီးလုပ်တယ်။အသိဉာဏ်ကရွေးချယ်တယ်ဆုံးဖြတ်တယ်အတ္တဆွဲကရွေးချယ်တာဆုံးဖြတ်တာမဟုတ်ဘူး။ပုဂ္ဂိုလ်ဆွဲအတ္တဆွဲရဲ့လွှမ်းမိုးမှုကြောင့်တကူကောင်းဆန်တဲ့စိတ်နဲ့ဗက်လိုက်တဲ့စိတ်မသင့်တော်မှန်သိပါလျက်နဲ့မသင့်တော်တာကိုလုပ်နေတဲ့သူဟာစစ်မှန်တဲ့စိတ်ချမ်းသာမှုကိုမရနိုင်ဘူး။နောက်ဆုံးလူရင်းကိုပြောရရင်ကိုတနေ့တခြားပို့ပြီးလေးစားလာအောင်ဤမျိုးစုံနဲ့လှုပ်တင်တဲ့ကိုယ့်ရဲ့စိတ်နေသဘောထားနေပုံထိုင်ပုံပြောပုံဆိုပုံစီကံတိုက်ရက်မှုတန်ရှင်းမှုကိုနဲ့ပတ်သက်တာမှန်သမျှအားလုံးကိုပို့ပြီးကောင်းအောင်လုပ်တင်တယ်ကိုပိုကောင်းအောင်လုပ်နိုင်တဲ့နည်းနဲ့ကိုလေးစားတဲ့သူကိုအကျိုးကိုရောအများအကျိုးကိုပါဆောင်ရွက်နိုင်တဲ့သူလောကကြီးကိုအလှဆင်နိုင်တဲ့သူတွေဖြစ်ကြပါစေစာအုပ်ကလေးကိုအစအဆုံးနားထောင်ပြီးလို့အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ